Mẹ chết anh gì rồi cho nó gì mà đà lý đi ra vào mà vậy ra vào mà rồi đà lý lúc mà quên lại nào vậy stì ta nó sam ni bông đi naga bông đi nắp bông phải nó đà lý ngã tao mà cho nó gì lúc mà đạp vào cầm nhá vì lên nổi đi thà nó sẽ lật lót cho nó chạy sống chuyện này là phòng mà nóတော်မိုက်တယ်၊ကိုင်လို့လည်းတော်မိုက်တယ်။အားပပါနဲ့ကျိုးထူထူပြစ်ရှင်တဲ့ညီကိုတွေကျိုးပြားစိုက်ကြီးကြီးပြစ်ရှင်တဲ့ညီကိုတွေအကောင်ဆုံးပါပဲ25ပါ။ဒါလေးက6000ပါ။ပြီးရင်နောက်ထပ်ကျွန်တော်ကြိုက်တဲ့သေးသေးကြစ်ကြစ်ပေါ့လေ0.45နဲ့18 10လောက်ပြစ်တဲ့ကောင်။ဒါလေးဒီဘက်ကကန်ရတာနော်ကြေးကောင်ဘက်ကကန်ရတာဒါလေးက6000ပါ။သူက serial number တွေပါပြီးသားပါ။ကဲခွာတော့လောလောဆယ်အဲ့ဒါလေးတွေရပါအောင်မယ်လူချင်း screenshot လေးနဲ့တကွာကျွန်တော်လာမေးလို့ရပါတယ်ဒီဘက်လေးလက်ကကွန်ပျူတာလိတ်ကလေးပါဒါကစင်ကာပူကမှာထားတာပါဒီဘက်ငါးလက်ကတော့ထိုင်းရမှာတဲ့ညီကိုတယောက်ပါဒါတကြံပြီးရင်ပို့ပေးရမှာပါလောက်စားပါကလေးတွေဒါလေးတွေရပါအောင်မယ်ကျွန်တော်နောက်ထပ်မှာထားတဲ့ညီကိုတွေအခုတော်တော်များများပြီလို့ရပါပြီ40ခွန်ပါရွှေရောင်လေးပါဒီကောင်တရုတ်စာတက်တော့အများကြီးပိုကောင်းပါတယ်နော်ပြီးရင်ဒီမှာ 6.35 armory ရမှာအောင်မယ်6.35 armory တစ်ထုပ်ကို144လုံးပါပါတယ်ကျွန်တော်တို့ဝယ်ရတာက4500ပါတဲကားဘာညာနဲ့ဆိုကျွန်တော်တို့9500ရောင်းရင်600လောက်တော့ကြာမှာပေါ့ဗျာအဲ့တော့ဒါလေးတွေ9500နဲ့ပို့ပေးမယ်နော်ကျွန်တော်တို့စီမှာအရန်ပေါ်ပါတယ်ကျွန်တော်တို့စီမှာဒီထက်တက်တာပါဆိုတော့ညီကိုတွေအတွက်မဟုတ်ပါဘူးအရန်ခက်ခဲပြီးတော့ဝယ်မရတဲ့ညီကိုတွေအတွက်ပါနော်ဒါဒီတစ်စိတ်ပါနော်ဒီတစ်စိတ်ပါသူ့ထက်မှာ MCC တော့ရှိတယ် MCC ကျတော့ဈေးအရန်ကြည့်တော့ညီကိုတွေမနိုင်တော့ဘူးနော် MCC တော့အဲ့တော့အဲ့ဒါပြီးရင်ဘောကဘာရအောင်လဲဆိုတော့နောက်ထပ်7တော့မရဘူးနော်အာမူကနောက်ထပ်8ရပါမယ်8က2ပါခင်ရောက်ထားတယ်နော်ဒါမဖောက်ရသေးဘူးဆိုတော့8က2ပါခင်ရောက်ထားတယ်ပြီးရင်ကျွန်တော်စီမှာကကျိုးလေးနည်းနည်းပဲကြံသွားတော့မယ်ကျိုးက 0.45 ဒလာဒါလေးပဲကြံသွားတော့မယ်ပြီးရင် 0.5 နည်းနည်းပဲရှိပါတော့မယ် 0.55 နည်းနည်းပဲရှိပါတော့မယ်ပြီးရင် 0.6 0.75 ကျိုးတွေတေချာစိုက်ခွဲပေးထားရနော်အဲ့ဒါရအောင်မယ်ပြီးရင်ကျိုးတွေတစ်စုံချင်းလဲရမယ်မီတာလိုက်လဲရမယ်ဒါမျိုးချီပီသားလေးလည်းရမယ်နော်ဒါမျိုးလေးဒါအစုံ30မှာထားတဲ့သူပေါ့ဒါလေးတွေချီပီသားရမယ်ပြီးရင်ဒါနော်ညီကိုတွေဈေးသက်သာနာခိုင်းအောင်ဒါလေးတွေတစ်ချက်ကို2500ပါဒါလေးကျတော့ဈေးကောင်းတယ်ဈေးကောင်းမယ်ဒါလေးကအရန်ကောင်းတဲ့အတွက်လူတွေရမ်းကြိုက်ကြတယ်ဒါလို့ဆိုကျွန်တော်စီမှာအချက်20လောက်ကုန်သွားပြီကျွန်တော်အချက်အစိတ်ရောင်းပေးမယ်ပြောထားတာကျွန်တော်နောက်ထပ်10ချက်တိုးရောင်းပေးမယ်sorry နောက်ထပ်5ချက်တိုးရောင်းပေးမယ်အချက်30ရောင်းပေးမယ်10ချက်ပဲရတော့မယ်ဒါလေးကတစ်ချက်ကို9000ပါသူတို့သုံးပြီးတဲ့သူကတော့ဘာပြောလဲဆိုကိုတဲ့အိဖတ်နေရပဲတဲ့ဖြတ်ရလို့တော့မထင်ဘူးတဲ့အရန်ကြိုက်တယ်နောက်ဆိုဒါလေးပဲမှာပြပါလို့ပြောတယ်နော်အညီကို3ယောက်လောက်ပြောပြီးသွားပြီအဲ့လိုမျိုးစကားကိုနော်ကဲအဲ့ဒါပြီးတော့ကျွန်တော်စီမှာဆီလီကွန်ကွင်းလေးတွေရအောင်မယ်ဆီလီကွန်ကွင်းလေးတွေရမယ်ပြီးရင်တန်းလိုက်လက်ဆွဲရမယ်နော်တခုမှ3500နော်ညီကို9500နဲ့လာမေးတာနိုးနော်တခုမှ3500ပါတန်းလိုက်လက်ဆွဲကလေးနော်ပြီးရင်အစုံပါမေးတဲ့ညီကိုနော်ကျိုးကရောင်းစုံကို28စုံပါတယ်နှစ်ကနာရီလည်းပါတယ်နော်ပြီးရင်ချီကျိုးဆိုတော့အဲ့လိုအများကြီးထည့်ပေးထားတယ်ပြီးရင်ဒီမှာလောက်စားပဲအကြီးအသေးပါတယ်နော်တန်လိုက်လက်ဆက်ပါတယ်ပြီးရင်ဘောစီအကြီးတစ်ထုပ်အသေးတစ်ထုပ်ပါတယ်ပြီးရင်ဒီလို9000တန်ခွာလေးနဲ့အဲ့ဒါ8000ပါအိမ်ရောက်ဖို့ကတော့4000ပါနော်8000 4000ပါလိပ်စာအတိအကျလေးတော့ပေးပါနော်အဲ့ဒါပြီးရင်ညီကိုတွေကိုကျွန်တော်ကဟိုဟာလေးလေပါလေအဲကြီးတွေပျောက်ကြလို့ဆိုတာနော်အဲကြီးတွေဒါလေးတစ်ချောင်းမှ160ပေါ်ရတာကွယ်ကျွန်တော်ပြန်မရောင်းတော့ပါဘူးနော်ညီကိုတွေလက်ဆောင်ပေးမယ်လိုတဲ့ညီကိုတွေတောင်းပါတယောက်တစ်ချောင်းစီပေါ့ဗျာအဲ့လိုပေါ့မျှပေးမယ်နော်ပြီးရင်ချီကျိုးမရှိတဲ့ညီကိုဒီမှာချီကျိုးအခွေအကြီးကြီးကျွန်တော်လက်ဆောင်ပေးဖို့ဝယ်ထားတာအခုလည်းတောင်းတဲ့ညီကိုတိုင်းကိုပေးပါတယ်နော်တကယ်လို့ချီကျိုးမဝယ်ခြင်းတောင်းပါနော်ချီကျိုးဝယ်ရမကုန်တော့ဘူးကျွန်တော်မှချီကျိုးကိုလည်းရောင်းစရာရှိတာဒါပေမဲ့ညီကိုတွေမကုန်ရအောင်ပေါ့ဗျာဒီမှာတကယ်လူတွေချီကျိုးခွေလည်းရောင်းစရာရှိရနော်တော့လို့ဆိုတော့ချီကျိုးအပြားကုန်နေတယ်ကဲဆိုတော့ဒါပါပဲ